皆さん、こんにちは。ဒီနေ့ sensation ပြပေးမယ်ဘုံဘုံလေးရဲ့နာမည်ကတော့နာနီနာနီခုတုံမအားလို့ဆိုတဲ့ဘုံဘုံလေးပဲဖြစ်ပါတယ်။အဲ့တော့နာနီနာနီခုတုံမအားလို့ဆိုတာကနော်မင်းတို့ M5 မှာတော့ကနာနီနာနီခုတုကအားလို့ဆိုတာလေမင်းတို့တွေသင်ခဲ့ရတာပေါ့နော်။လှုပ်ဖူးတယ်နော်စားဖူးတယ်သွားဖူးတယ်ဒီလိုမျိုးတွေမှာသုံးတာပေါ့နော်။အဲ့ဒါလေးပါပဲနော်။ခုတုံမအားလို့တနည်းအားဖြင့်ခုတုကအားလို့ဆိုတာလေးကိုဒီနေ့ပြန်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်။အဲ့တော့သူ့ရဲ့เนาะအဓိပ္ပာယ်ကိုပြန်မယ်ကြည့်မယ်ဆိုရင်အေခုတုကအားလို့ဘယ်လိုမျိုးလဲတုခိတုခိတစ်ခါတလေမာရတာမเนาะမာဒဝတာမနိเนาะတာမနိဆိုတော့တစ်ခါတည်းမှာအေစုရုတုယုတုခိနိစပေါတစ်ခါလေးလောက်တာတို့เนาะတစ်ခါတည်းမှာလောက်တာတို့ကိုဒီမှာသုံးပါတယ်တဲ့เนาะတစ်ခါတည်းမှာလောက်တာပေါ့နော်အဲ့တော့တို့တွေ M4 တို့ M5 တုန်းကကြတော့ခုတုကအားလို့ဆိုတားဘူးတယ်လာဘူးတယ်စားဘူးတယ်ဒီလိုမျိုးပြောခဲ့တာပေါ့နော်ဒါပေမဲ့ဒီpattern ကြတော့ဘာဖြစ်လဲဆိုတဲ့ခါကြတော့ sensei တို့ကလောက်တစ်ခါလေမှာဒီလိုလောက်တယ်တို့เนาะတစ်ခါလေတစ်ခါတရံဒီလိုခါမျိုးမှာ sensei တို့ကဒါကိုသုံးပါတယ်တဲ့အဲ့တော့အဓိပ္ပာယ်နှစ်မျိုးရတယ်လို့ပြောလို့ရတာပေါ့နော်အဓိပ္ပာယ်နှစ်မျိုးပြောလို့ရတယ်လို့ပြောချင်တာအဲ့တော့ verb ဆိုလို့ရှိရင်dictionary found ခိုတိုကအာရုเนาะခိုတိုမူအာရုเนาะ mind found ခိုတိုကအာရုခိုတိုမူအာရုကိုသုံးပါတယ်အဲ့တော့လွယ်တဲ့အတွက်ကြောင့်စမ်းစစ်တို့တွေเนาะ range တဲ့မြန်မာရှော့ A က ichiban เนาะ ichiban ကဘာလဲဆိုရင် Hokkaido တွေပါတဲ့ Hokkaido မှာတော့တဲ့ chigasu demo เนาะလေးလပိုင်းလဲပဲတဲ့ yuki က furukuto ကအာရုတဲ့เนาะလေးလပိုင်းဖြစ်လဲပဲเนาะဘာလဲဆိုရင်နှင်းတွေကကြားတယ်တဲ့เนาะကြားတယ်တစ်ခါလေเนาะကြားတယ်တစ်ခါတည်းအဲ့လိုပုံစံမျိုးပေါ့เนาะလေးလပိုင်းလဲပဲနှင်းတွေကကြားပါတယ်တဲ့เนาะအဲ့လိုမျိုးပြောချင်တာပါเนาะနိဗ္ဗာန်အနောခေခိယာဝါတဲ့เนาะဒီကိတ်ဆိုင်ကတုတ်တဲမနင်းခိတဲ့အရန်ကိုလူကြိုက်များပြီးတော့ဟီရိုဇူကီနီတဲ့เนาะလုံးဝနေကင်းကြော်သွားတာတောင်မှเนาะအချိန်ကြော်သွားတာတောင်မှရှောဟင်းကဘာလဲဆိုရင်ဇမ်ဘူဥရိခိတဲ့တက်ရှိမောက်ခုတမှုအာရီမတ်တဲ့เนาะရှောဟင်းသူတို့ဆိုင်ရဲ့ပစ္စည်းတွေကเนาะဘာလဲဆိုလို့ရှိရင်ဟီရိုဇူကီနီလို့ပြောကြအောင်ဆန်စီတို့ကဘာလဲဆိုရင်12နိုင်တနာရီအဲ့လောက်ပေါ့နော်အဲ့လောက်မှာပဲဘာလဲဆိုလို့ရှိရင်ဒီသူ့ရဲ့ဆိုင်ရဲ့ရှောဟင်းတွေကပစ္စည်းတွေကเนาะဘာလဲဆိုအကုန်လုံးเนาะဘာလဲဆိုလို့ရှိရင်ဂျောင်းရတာเนาะဂျောင်းကုန်တာမျိုးလဲရှိပါတယ်တဲ့เนาะတစ်ခါတည်းမှာဒီလိုမျိုးရှိရဲလို့ပြောတာပေါ့နော်နောက်ဆက်မှအစ်စုမူဘာတဲ့အိစမတဲ့အများရန်ကတော့ company အဖြစ်အာရုတေခိမတ်ကတဲ့เนาะလမ်းလျှောက်ပြီးသွားပြင်မယ်လဲအမနီတစ်ခါလေမှာတော့ဘာဆိုတဲ့ဘတ်စကားနဲ့အခုခုတုံမအာရီမောဆက်သွားတဲ့အခါလဲပဲရှိပါတယ်တဲ့เนาะဘတ်စကားနဲ့သွားတဲ့အခါလဲပဲရှိပါအဲ့တော့လဲပဲပေါ့เนาะတစ်ခါလေလဲပဲရှိတယ်နာနေရှိတယ်เนาะဒီလိုမျိုးကိုပြောလို့ရပါတယ်ဒီလောက်ဆိုတော့မင်းတို့တွေနားလဲမယ်လို့ထင်ပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်